ရဲ့နဲ့သူကိုပဲရွှေဘုံမင်းသမီးလေးကိုမှကိုကလိုချင်ခွင်ကပြောမိပြန်လေကိုအပေါ်တွေသူစိတ်ဆိုးမုန်းသွားမှလေကိုကမလိုချင်အစမှတို့နှစ်ယောက်မတွေ့ကြရင်ကောင်းတာပေါ့ဒီကိုမှသူ့ကိုမြင်နာများတော့စိတ်မှချစ်ကြွယ်ဝင်မျက်နှာလှလှသူ့ကိုတွေ့မှစိတ်ပျော်ရွှင်မမြင်ပြန်လေတဲ့တဲ့မှတစ်မျိုးခံစားလို့ပဲအစမှတို့နှစ်ယောက်မတွေ့ကြရင်ကောင်းတာပေါ့ဒီကိုမှသူ့ကိုမြင်နာများတော့စိတ်မှချစ်ကြွယ်ဝင်မဖြစ်နိုင်မှန်းသိပါရဲ့နဲ့သူ့ကိုပဲရွှေဘုံမင်းသမီးလေးကိုမှကိုကလိုချင်ခွင်ကပြောမိပြန်လေကိုအပေါ်တွေသူစိတ်ဆိုးမုန်းသွားမှလေကိုကမလိုချင်အစမှတို့နှစ်ယောက်မတွေ့ကြရင်ကောင်းတာပေါ့ဒီကိုမှသူ့ကိုမြင်နာများတော့စိတ်မှချစ်ကြွယ်ဝင်မျက်နှာလှလှသူ့ကိုတွေ့မှစိတ်ပျော်ရွှင်မမြင်ပြန်လေတဲ့တဲ့မှအမျိုးခံစားလို့ပဲစမှတို့နှစ်ယောက်မတွေ့ကြရင်ကောင်းတာပေါ့ဒီကိုမှသူ့ကိုမြင်နာများတော့